ပုံမှန်လေးပြောမယ်နော်ဒီမှာလုံငယ်လေးတွေလည်းပါတယ်ဘုံတို့စိတ်တွေကဘယ်ထဲမှာပဲကျက်စားနေတုံးဘယ်ထဲမှာပဲနော်ကျင်လဲနေတုံးဆိုတော့မြင်နေရတာတွေကြားနေရတာတွေတွေးနေရတာတွေနဲ့ပတ်သက်ပြီးတော့ပဲကျင်လဲကျက်စားနေတာအဲ့တော့မြင်နေရတာတွေကလည်းဘာတွေလဲဆိုတော့လူရှင်တွေပဲမြင်နေရတယ်တနေ့ကုံသွားတယ်တလကုံသွားတယ်လူရှင်တွေပဲမြင်ရတယ်လူတွေကမြင်ရခဲ့တယ်တခါတလေလူတွေကိုမြင်ခွင့်ကြုံပေမလို့မကြည့်ကျင်ဘူးဆိုပြီးတော့မကြည့်ဘူးဟုတ်လားဒါကြောင့်ဆေးရုံဆေးကန်းသွားတဲ့တယ်ကိုကလူမာတွေကြီးမြင်ရတယ်လူမမာကိုမမြင်ရအောင်အဲ့တော့လူမာနဲ့ပတ်သက်တဲ့အတွေ့ပဲတွေ့တယ်လမ်းပေါ်သွားတယ်ဆိုရင်ဖီးလိန်ပြင်ဆင်ပြီးတော့နော်တကယ်ကိုပဲအဆင်ပြေနေတဲ့ပုံလေးတွေပဲမြင်ရတာပါနော်သူတို့ရဲ့အတွင်းရေးနောက်ကျောင်းလိုက်ပြီးတော့အိမ်ထိလိုက်ကြည့်လိုက်မယ်ဆိုရင်တော့အရှုပ်ထွေးတွေကြီးနေမှာပါဟုတ်လားဒါပေမဲ့မြင်ရတာကဘာတော့အဆင်ပြေတဲ့ပုံသဏ္ဍာန်လေးတွေပဲမြင်ရတယ်မာတာပဲမြင်ရတယ်နာတာမမြင်ရရှင်တာပဲမြင်ရတယ်တေတာမမြင်ရအဲ့တော့စိတ်ကဘာလဲဆိုတော့ဒီရှင်တာနဲ့ပတ်သက်ပြီးတော့ပဲတွေးတယ်အဲ့တော့ငါဘလို့နေမယ်ဘလို့ထိုင်မယ်ဘာလုပ်မယ်ဟာဒီရှင်ရေးနေထိုင်ရေးနဲ့ပတ်သက်ပြီးတော့ပဲစိတ်ကမှဖြစ်နေတော့တွေးနေတာတကယ်လို့သာလူသေးကိုခဏခဏမြင်မယ်ဆိုလို့ရှိရင်သေခြင်းနဲ့ပတ်သက်ပြီးတော့တွေးလိုက်တယ်အဲ့ဒီအတွေ့ကအများကြီးပို့ပြီးတော့လေးနေမယ်နော်ဘဝကရှင်သန်မှုတစ်ခုတည်းနဲ့တိဆောက်ထားတာမှမဟုတ်ဖဲကိုသေဆုံးခြင်းနဲ့ရောပြီးတော့တိဆောက်ထားတာဟုတ်တယ်မဟုတ်လားအဲ့တော့ရှင်သာတစ်ခုတည်းကိုမြင်လို့ရှိရင်တွေးတာကြံတာတွေဟာဗတိနဲ့မှတဘာဝမကြနိုင်ဘူးမမျှတနိုင်ဘူးပေါ့သေခြင်းတရားကိုမြင်ဖို့မလိုဘူးလားမြင်ကြည့်နော်ဒါကြောင့်မလို့သင်္ချိုင်းကုန်းတွေဘာတွေသွားတဲ့တယ်လို့အရင်ထင်တယ်အတုပကိုလိုက်ပြီးတော့ကြည့်တဲ့တယ်လို့ထင်တယ်ဟုတ်လားဩအခုခေတ်အနေနဲ့တမင်တကာကြီးအဲ့လိုသွားမကြည့်အောင်တောင်မှနော်ဗီဒီယိုဖိုင်တွေလူသေးတွေကိုရိုက်ထားတာတွေရှိဓာတ်ပုံတွေကြည့်ကြည့်မတူတာကိုတွေ့ရလိမ့်မယ်ကိုယ့်ရဲ့စိတ်ကမတူတာကိုတွေ့ရလိမ့်မယ်လူသေးကိုမြင်ရတဲ့အခါကျတော့လူဆိုတဲ့အမျိုးကကြောက်တယ်အဲ့ဒီကြောက်တာကိုပဲကြာတော့စဉ်းစားလာတယ်ဘာလို့ကြောက်တော့စဉ်းစားကြည့်ကိုသေးရမှာပဲနော်တကယ်ကတော့အဲ့ဟိုကြောက်နေတဲ့သဘောလေးရှိတယ်အဲ့ဒါဟိုကလည်းပဲစိတ်ဝင်စားတဲ့အကောင်းလူချင်းတို့ရွာဘက်မှာနွားတက်ပြီးတော့နော်လူမျိုးသားတွေနွားသားရောင်းပြီးတော့နေကြတဲ့နေရာလေးတစ်ခုရှိရွာနဲ့မနီးမွေးမှာပေါ့နွားတွေအများကြီးအဲ့ဒီမှာတက်တယ်အဲ့ဒီနာလှည့်လန်းတွေကစုံနေတယ်ဟိုရွာလာတဲ့လမ်းလည်းအဲ့ဒီနာရောက်တဲ့အဲ့လိုလှည့်လန်းအစုံလေးပေါ့အံ့ဩစရာတော့အဲ့ဒီနွားတွေကလေအဲ့ဒီနွားတက်ယုံနာရောက်လို့ရှိရင်ရှေ့ဆက်မသွားအောင်တချို့ဆိုရင်ကြောက်လန့်ပြီးတော့ဆွတ်ပြေးတယ်တချို့နွားတွေဆိုလို့ရှိရင်ဒူးတုတ်ထားလိုက်တယ်ရှေ့ဆက်ပြီးတော့မယုံတော့နောက်ကြတော့အဲ့ဒီနာလှည့်လန်းကိုပဲဘာဖြစ်သွားအောင်ဆိုကန်းသွားတယ်ဒီပြနေရာနဲ့သွားကြတယ်တွေးမိတာပါငယ်တုန်းကနွားတွေကလည်းပဲသူတို့တည်တဲ့နေရာသူတို့တက်တဲ့နေရာသူတို့တက်ထားတယ်သူတို့အပေါင်းဖော်တွေကိုသူတို့သိပုံရတယ်ဟုတ်လားအဲ့တော့လူတွေကလည်းပဲပါလေလူတွေတွေ့လို့ရှိရင်စိတ်ကတစ်မျိုး